ဟိုတနေ့အကြောင်း channel တင်ဆက်နေတဲ့ပုံရိပ်ထဲကဗမာသမိုင်းအစီအစဉ်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ခင်ဗျားတို့လေဓာတ်ပုံလေးတစ်ပုံနဲ့မိတ်ဆက်ပေးခြင်းတာပါဒီဓာတ်ပုံကတော့ကျွန်တော်2002ခုနှစ်ကဓာတ်ပုံလို့သိရတယ်ကျွန်တော်တို့Peter Movie ဆိုတဲ့ Facebook page မှာတင်လာတော့ကျွန်တော် download ချလာပါဘူးပုံခင်ဗျားတို့တွေ့ရတဲ့အတိုင်းပဲဒါရန်ကုန်မြို့မှာဆိုရင်ညနေခင်းနေကျွန်တော်တို့မနေ့ရုံသွားရုံပြန်အချိန်တွေမှာတွေ့နေရတဲ့တွေ့နေကြမြင်ကွင်းတစ်ခုတွေကပုံရိပ်ကလေးဖြစ်ပါတယ်ဒီပုံရိပ်မှာဆိုရင်ကျွန်တော်တို့ကြည့်လိုက်တယ်ဆိုဘာတွေ့ရလဲဆိုဒီလမ်းဘေးမှာခင်းထားတဲ့ဒီတာလပတ်စာလေးပေါ်မှာဆိုင်းမုတ်ကလေးတွေတွေ့ရပါတယ်ဒီဆိုင်းမုတ်တွေကိုကြည့်ရတာကကျွန်တော်တို့ရဲ့ခေဟောင်းကာလာပေါ့ဗျာလွန်ခဲ့တဲ့အနှစ်20ကျော်ကာလာတွေကိုသတိရသေးတယ်အဲ့ဒီတော့ဆိုရင်တော့ကျွန်တော်တို့ print ထုတ်တာတွေ photo တွေ vinyl တွေကခင်မစားသေးဘူးဒီလိုပဲတန်တရားတွေပေါ်မှာဘုတ်တွေပေါ်မှာလက်ရည်နဲ့ရေးတဲ့ပကြီးလက်ရည်ပုံစံလေးတွေနဲ့လှုပ်ထားတာပေါ့နော်အဲ့တော့ဒီရောင်းနေတဲ့ဈေးပန်းကင်းကဘာပန်းကင်းလဲဆိုရင်တော့ကျွန်တော်ဆူလာနှစ်ဖာလို့ပဲပြောရမယ်စုံစီနှစ်ဖာပေါ့ဗျာစုံစီနှစ်ဖာဒီမှာခင်ဗျားတို့စာရီဖတ်လိုက်ရင်တွေ့ရမှာဒီမှာကြွက်နိုးတို့တမင်ဖြူတို့အတမာတို့နှင်းကူတို့ကအစမျက်စိယောဂနားယောဂသွားယောဂနောက်ပြီးတော့နှင်းပေါ့နော်နှင်းဆိုတာအရေပြားယောဂတွေပေါ့နှင်းတို့ဝက်ချန်တို့တင်းတိတ်တို့ခေါင်းမှာထွက်တဲ့ဓာတ်တို့နော်မှဲ့ကြောက်ကြာစုအမလေးယောဂတော်တော်ဆုံးဆုံးဒီနေရာလေးကဒီ roadside clinic လို့ပဲပြောကြမလားကျွန်တော် land based ဆေးကန်းလေးလို့တော့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ဒါကိုအသုံးပြုဖို့အရန်ကာရောအားပေးနေတာတော့မဟုတ်ဘူးဒါဒီမှတ်တမ်းတစ်ခုပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဗမာဒီယာခင်ဗျားတို့သိတဲ့အတိုင်းပဲဆေးရနာရှင်စနစ်ကဖိနှိပ်မှုစီးပွားရေးเนาะဒါဆင်းရဲမွေးတေမှုတွေနဲ့အတူကျွန်တော်တို့ဒီမှာဒီပြည်သူလူထုကိုစောင့်ရှောက်ပေးတဲ့ဒီကျန်းမာရေးဆိုင်ရာကိစ္စတွေအင်တာအားနေတယ်အားနေတဲ့အခါကျတော့တိုယုံတန်ယုံကိစ္စဆိုရင်ဗမာဒီမှာရှိတဲ့အထူးသဖြင့်ဒါကျွန်တော်ကတော့ဒီဟာရန်ကုန်တို့အခြေခံပြီးပြောတော့ဒီရန်ကုန်မှာရှိတဲ့ပြည်သူအများစုပေါ့เนาะကျွန်တော်တို့အခြေခံလူရန်သားအများစုကစေုံစေကန်းတွေကိုဒလဟောမသွားနိုင်ပါဘူးတုံတုံကိစ္စဆိုရင်ကိုနီးတဲ့ရရှိရဲ့စေမီတို့နော်ဒီကိစ္စတွေနဲ့ပဲကျွန်တော်တို့ဖြည့်ရှင်းကြရတာကိုတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီဘန်းပေါ့နော်ဒီဘန်းပေါ်မှာခင်းထားတဲ့အရာတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်လေ तू ကကျွန်တော်စင်းနဲ့ပတ်သက်တာတွေလည်းပါတယ်ဗျာဥပမာထန်တူလိုဟာမျိုးပေါ့နော်ထန်တူဆိုရင်ဒါကျွန်တော်တို့ဒါမျိုးသားကိစ္စနဲ့သက်ဆိုင်မင်းနဲ့တူတယ်နောက်ဒီမိချောင်းနဲ့ပတ်သက်တာနော်ဒါမျိုးတွေလည်းကျွန်တော်တို့တွေ့ရတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်နဲ့ဒီလိုဆိုင်မျိုးနဲ့ကျွန်တော်စေကန်းပြဘူးတွေပဲပြောကြပါစို့ဘာလဲဆိုကျွန်တော်ရဲ့ခြေထောက်မှာပေါက်လာတဲ့ကြွက်နို့ပါအဲ့တော့ကြွက်နို့ကလေမသိဘူးတဲ့အရင်တော့အဖုံနဲ့အမနှစ်ခုရှိတယ်တော့ဘာလို့မသိဘူးပေါ့နော်အဲ့တော့ကြွက်နို့ပေါက်လာတော့ထုံးတဲ့နိုင်ပဲကျွန်တော်လက်သိန်းညနဲ့ကလီလိုက်ဓားလေးနဲ့ခွဲလိုက်မျိုးစုံဖြက်စီးဖို့ကြိုးစားတယ်မအောင်နေဘူးဘယ်လောက်ထိကိုပေါက်ကြရလို့လဲဆိုအဲ့ကြွက်နို့ကိုဆက်လိမ့်မီနဲ့ထိုးတယ်ရမ်းမီချစ်ကအမုံလေးတွေနဲ့မီးရှို့တယ်မျိုးစုံလို့လည်းမပြောက်ဘူးပေါ့နော်အဲ့တော့တရားကြောက်ကျွန်တော်တာမွေရောက်သွားတယ်ပေါ့တာမွေလေးရောက်ပဲတာမွေမှာအဲ့လိုဘန်းနဲ့ခင်းတာတွေ့တဲ့အချိန်မှာသူတို့ရဲ့ပြဿနာတော့ဘာလဲဆိုအဲ့လူတွေအပေါ်ပိုင်းမှာမကြည့်နေဘူးလူတွေခြေထောက်တို့ဘာတော့အဲ့လမ်းသွားလမ်းလာတွေကိုကြည့်နေအဲ့လိုဒဏ်ရာတွေပဲတွေ့သွားပြီဆိုတော့ဘက်ကနေအတင်းဆွဲခေါ်တာအကိုကူပေးမယ်ဆိုပြီးတော့အဲ့တော့ကျွန်တော်ကလည်းအဲ့လိုဆွဲခေါ်ပြီးတော့ကုလိုက်တော့ကျွန်တော်ကလည်းစင်းရဲသားဆိုပတ်စံအများကြီးကြာမှကြောက်တာပေါ့နော်ဒါပေမဲ့အများကြီးမကြောက်ပါဘူးကျွန်တော်1000လားမသိဘူးအဲ့တော့1000လား900လားပဲပေးရတယ်ကျွန်တော်အဲ့လိုအားတဲ့ဒီဟာလေးပဲလွယ်လေးပဲကျွန်တော်ဘောင်းမီတို့ဝတ်ထားတော့သူတွေ့သွားတာအဲ့ဒါဂွန်လေးနဲ့အုပ်ပြီးဘုတ်ဆိုပြီးဆွဲထုတ်လိုက်တာဟိုနားတော့မနာလိုက်ဘူးတော့ထဲ့ဖို့ဆေးပေးလိုက်တယ်တက်တာဝါတွေပေါ့နော်ဒါပေမဲ့တန်ရှင်းရေးတွေဘာတွေကတော့အင်တန်အားနေတယ်လမ်းမေးမှာပဲဖြစ်နေတဲ့အခါကျတော့ဖုံနေနဲ့ဘာနဲ့ဒါကူးဆက်ယောဂတွေဘာတွေလဲရှိနိုင်တဲ့အခြေအနေပါဒါပေမဲ့ဒီဟာတွေဒီဗမာတီမှာတကယ်ရှိခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဗမာတီကလူတွေနော်မျိုးပြစင်းရဲသားလူရန်သားဒီညာလုံးအကြီးတဲ့အခါကျတော့ဒီအစိုးရပေါ့နော်အစိုးရအဆက်ဆက်ကလည်းကျွန်တော်ပြည်သူကိုတခါမှကောင်းကောင်းဆောင်ရှောက်တော့မဟုတ်တော့ကိုယ့်ဘက်ကိုကျွန်တော်တို့ကကြုံသလိုထီရှင်းရတဲ့အခြေအနေမှာဒါမျိုးနေရာတွေဒါမျိုးကိစ္စတွေခက်စားခဲ့ပါတယ်အော်ဒီမှာဆိုရင်ကျွန်တော်ထင်တယ်မီးချစ်ကြောက်တို့ဘာတော့အဲ့လိုစုံစီနှစ်ဖာလေးတွေသူ့စီမှာရတတ်တယ်ဒီပုံကိုပြန်တွေ့တဲ့အချိန်မှာကျွန်တော်ကဒါငငယ်တော့စားခဲ့ရတဲ့မုတ်ဆိုင်ရေကမုတ်ဆိုင်ကိုတွေ့ရတယ်လို့ပဲနောက်ပြီးကာတွန်းစာအုပ်ဆိုင်ကိုတွေ့ရတယ်လို့ပဲကျွန်တော်အင်တန်ကိုပျော်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီမှာကြားယိုးတို့ဘာတို့အရင်တော့ဒီဟာဒီကျွန်တော်တို့ show ပဲကျွန်တော်တို့ကတောက်လျှောက်ကြည့်ကြတယ်ကျွန်တော်တို့ entertainment လေးဖြစ်တယ်ဘာလို့ဆိုဘတ်စကားကိကနေဆင်းလိုက်တယ်ဆိုရင်ဒါမျိုးစေဗန်ကင်းရှိမယ်နောက်ပြီးသွားပြီဆိုရင်ကျွန်တော်အထူးသဖြင့်တော့လူစီတဲ့ရန်ကုန်ရဲ့စုံချက်တွေဖြစ်တဲ့တမိုင်းလန်းသုံးတို့လဲတန်းတို့ညနေကုန်းတို့ပန်းစိုးတန်းတို့စုလီတို့တာမွေတို့ဒီလိုနေရာမျိုးတွေမှာဆိုရင်ဒီလိုအခင်းလေးတွေကိုကျွန်တော်အများကြီးတွေ့ရတယ်နောက်ပြီးတော့ဒီမှာတချို့ခင်းနေဆိုရင်ဒါအမျိုးသားတွေအတွက်လိမ်မိုင်းဆိုင်ရာကိစ္စနဲ့ဆက်ဆက်ပြီးတော့လှုပ်တဲ့စေးဝါးတွေဘာတွေရှိတယ်နောက်ပိုင်းကျတော့နည်းနည်းခစ်ပြောင်းလာတော့ဘာဖြစ်လာလဲဆိုတော့လိမ်မိုင်းဆိုင်ရာကျွန်တော်တို့ဒါset style လို့ခေါ်လို့ရတဲ့ပစ္စည်းတွေကိုတချို့တွေရောင်းလာတွေရှိတယ်နောက်ကျတော့ကွန်တုံးတွေရောင်းတဲ့ဘန်းလေးတွေလေကျွန်တော်ဒီလိုရှိတတ်ပါတယ်ဒါပေမဲ့အခုဆိုရင်တော့ကျွန်တော်တီရီမှာဒီဘန်းတွေဒီလိုအခင်းလေးတွေရောင်းတာရှိသေးလားမရှိသေးလားဆိုတာကတော့ကျွန်တော်ကိုယ်တိုင်လေ
မသိတော့ဘူးပေါ့နော်ကျွန်တော်ဗမာတီကထွက်လာတယ်9နှစ်လောက်ဖြစ်သွားပြီဆိုတဲ့ခါကျတော့အဲ့ဒါလေးတွေးကြတယ်မြင်ကြတယ်ဆိုရင်လည်းခင်ဗျားတို့ဓာတ်ပုံလေးတွေပါရိုက်ပြီးတော့ post တင်တာပဲဖြစ်ဖြစ်ကျွန်တော် Messenger ပို့တာပဲဖြစ်ဖြစ်ပို့ပေးလို့ရပါတယ်ဗျဘာလို့လဲဆိုတော့ဒါလည်းဒီ intern အရေးကြီးတဲ့အမှတ်တရတွေဖြစ်ပါတယ်အခုနောက်ဆုံးပိတ်လေးပြောချင်တာကတော့အဲ့နေရာမှာအခုဒီလိုအရေးတရားယောဂါတွေဒီလိုတာမန်ပေါ့နော်တာမန်ဒီလိုယောဂါတွေနဲ့ဆက်ပြီးလေကောင်းတို့ဘာတို့နောက်အမျိုးသားလိန်ကျမ်းမာရေးဆိုင်ရာယောဂါတွေကအစပေါ့နော်အခုတီရွန်းမှာကျွန်တော်ဒီ social media လေးလာဖို့ရသလောက်ဆိုဘာတွေနဲ့အစားထိုးဝင်ရောက်သွားလဲဆိုတော့ကျွန်တော်တို့အဲ့လို beauty clinic လို့ဟာမျိုးတွေနောက်ပြီးကြားထန်ဆေးကန်းပေါ့ဗျာကြားထန်ဆေးကန်းလို့အခုဒါ online မှာနာမည်ကြီးနေတဲ့ဟိုဟာတက်အောင်ကူပေးမယ်တရားတက်အောင်ကူပေးမယ်ဆိုပြီးတော့လိန်လေလှည့်ကြားတဲ့စီးပွားရေးလုပ်ငန်းတွေကလည်းအစားထိုးဝင်ရောက်လာပါပြီဒီလူတွေကတော့လိန်တော့မလိန်ဘူးဒါပေမဲ့ခင်ဗျားတို့ဒီဘန်းတွေမှာဆိုရင်စိတ်ဝင်စားစရာအများကြီးရတယ်ခင်ဗျားရဲ့ဖြစ်နေတဲ့ယောဂတေးသေးမွားမွားဆိုရင်တော့အနာလေးတွေတော့ညှင်းတို့ပွေးတို့ဘာတို့ရှိတယ်ဆိုရင်တော့သူတို့ဒီကောင်းကောင်း management လုပ်နိုင်တာကိုတွေ့ရတယ်ဒါဒီကျွန်တော်ပုံရိပ်ထဲဗမာသမိုင်းမှာဒီလိုဆင်းရဲခဲ့ပါလားဗမာပြည်ရဲ့လူမှုရေးသမိုင်းမှာဒီလိုအခြေအနေရှိခဲ့ပါလားဆိုတော့တင်ပြပေးခြင်းဖြစ်ပါတယ်ဗျကြည့်ရှုနားဆင်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်